ုံကံရှိတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရဲ့စကားတော်တွေကိုနားထောင်ဝင်ရကြတယ်မဒုဒာနိပဟဋ္ဌာနိဒေါတကာနိဟိတာနိစံရေတေဝါကြာနိသောတန္တိတေပိတေညာနရုတ္တမမိတွေတော်ဂေါရမီမြတ်စွာဘုရားကိုလျှောက်ထားတဲ့ဂါထာဟုတ်လားမြတ်စွာဘုရားရဲ့စကားတော်တွေကိုကြားနာခွင့်ရတဲ့ပုဂ္ဂိုလ်တွေဟာရှေးကောင်းမှုအထူးရှိခဲ့ကြတဲ့ပုဂ္ဂိုလ်တွေလို့ပြောတာအဲ့တော့မြတ်စွာဘုရားရဲ့စကားတော်ကိုသူကဘယ်လိုချီးမွမ်းတော့မဒုဒာနိချိုတယ်မှန်လို့မဟုတ်ချိုတယ်ပြောတာနော်ပဟဋ္ဌာနိနော်အလွန်တရာကောင်းမွန်တယ်ဒေါတကာနိနော်အပြစ်တွေကိုတန့်ရှင်းစေတယ်ဟိတာနိအကျိုးစီးပွားတွေကိုလည်းဖြစ်ထွန်းစေတယ်ဟုတ်လားအလွန်ကောင်းတဲ့အလွန်ချိုတဲ့မြတ်ဒေါသနော်အပြစ်ဒေါသတွေကိုလည်းပယ်ပြောက်နိုင်တဲ့အလွန်ကြီးမားတဲ့အကျိုးအန္တရာယ်ရှိတယ်မြတ်စွာဘုရားရဲ့စကားတော်တွေနော်တေပိတေညာနရုတ္တမနော်ဒီစကားတွေကိုနာယူခွင့်မှတ်သားခွင့်စဉ်းစားဆင်ခြင်ခွင့်နှလုံးသွင်းခွင့်ရတဲ့ပုဂ္ဂိုလ်တွေဟာရှေးတုန်းကကောင်းမှုပါခဲ့လို့နော်ဒါကိုဘုံကံရှိတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရဲ့စကားတော်တွေကိုနားထောင်ဝင်ရကြတယ်ကိုယ့်ရဲ့ကောင်းခဲ့တဲ့အကြောင်းတရားလေးကိုအသုံးချဖို့လိုတာပေါ့နော်အကြောင်းတရားကောင်းခဲ့လို့ဒါတွေနဲ့တွေ့ခွင့်ကြုံခွင့်ရတယ်အဲ့ဒါကိုကတန်ဖိုးမထားသလိုလုပ်မယ်ဆိုရင်ကိုယ့်အခွင့်အရေးကိုကိုယ်တိုင်ဆုံးရှုံးသွားအောင်လုပ်တယ်လို့မျိုးဖြစ်သွားနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်ဏိကုံးချုပ်ပြောရင်ဒါပဲစကားထဲမှာမြတ်စွာဘုရားရဲ့စကားတော်ကအကောင်းဆုံးဒါကြောင့်မြတ်စွာဘုရားရဲ့စကားတော်တွေကိုကြားခွင့်ရတဲ့ပုဂ္ဂိုလ်တွေဟာရှေးကောင်းမှုရှိခဲ့ကြတဲ့ပုဂ္ဂိုလ်တွေဒါလေးတွေကိုဘုန်းဘုန်းတို့စဉ်းစားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတွေနဲ့ကိုယ့်ရဲ့စိတ်ဟာမကင်းကွာအောင်နှထားမယ်လို့ဒီလိုမျိုးစိတ်ရှိရမယ်ပေါ့နော်ဒါကြောင့်နေ့တိုင်းပဲအချိန်လေးတရားနာမယ်ဆိုတာလေးကအမြင်မပြတ်ကြိုးပမ်းအထောက်တဲ့အရာပေါ့ဟုတ်လားဘယ်အချိန်မှတရားနာတင်လဲလို့မေးရင်တော့ကောင်းကျိုးရှင်ဘုရားမြတ်တရားနာကြားမပြတ်ပြီဆိုတဲ့အတိုင်းမပြတ်နာတာအကောင်းဆုံးပဲဟုတ်လားတောကပတိကမီးတောက်ပြီဆိုရင်တော့ဒီတရားဘက်ကိုချင်းကပ်တာတကယ်တမ်းဟာနော်အဖြေရှိတဲ့နေရာကိုအဖြေရှာတာပဲလေဟုတ်လားဒါမှသာလေဘုန်းဘုန်းတို့ရဲ့စိတ်နှလုံးတွေဟာငြိမ်းအေးမယ်ပေါ့ဟုတ်လား